ဒီချောင်းလေးကကျုပ်တို့ရဲ့ကျေးဇူးရှင်လေဒီချောင်းထဲမှာရေကျိုးတယ်အဝတ်လျှော်တယ်ငါးဖမ်းတယ် မိမကြီးဒီမှာချောင်းထဲကငါးရက်နေရခဲ့တယ်ကျုပ်တို့ရဲ့အသက်မွေးဝမ်းကြောင်းကတော့ငါးရှာဖားရှာပြီးရောင်းတာပေါ့ဗျာ ဒီငါးတွေကိုခွဲပြီးအချောက်လမ်းမယ်နော်ငရမ်း6တွေလည်းရောင်းရယ်နော်တပိတ်ခွာ9000ဈေးပါနော်လိုချင်ရင်လာဝယ်လို့ရတယ်နော် ငပီးတိတ်မလို့ဗျအခုတည်းကတိတ်ရင်နောက်လေးငါးထလားလောက်ဆိုစားလို့ရပြီဗျကျုပ်ငပီးရရင်လည်းရောင်းမယ်နော် ရှင်ဒီနေ့ဘာရင်းနဲ့စားကြင်လဲငါးတွေလည်းမစားကြ ကျ င် င်တော့ဘူးလက်ဖက်တုံးနဲ့စားမယ်လေကျုပ်ရေသွားချိုးလိုက်အောင်မယ်မင်းကောလိုက်မလား ချောင်းထဲကရေကအေးစိတ်နေတာပဲ တနေ့ကုန်ငါးညီနန့်တွေစိတ်ကမလန်းမဆန်းဖြစ်နေတာအခုမှပဲလူကလန်းဆန်းသွားတော့တယ် လက်ဖက်တုံးမစားရတာတော်တော်ကြာနေပြီလက်ဖက်နှမ်းကတော့မှုေးပြီးဘိုက်တောင်စားလာပြီ လက်ဖက်တုပ်လေးနဲ့လာစားကြပါအောင်